ကျွန်တော်ဒီနေ့နောက်ရှိတဲ့ဒီနေ့ဒီလိုဟိုနေ့ဆက်ချင်းမှာအောင်းဆုံးပြောတယ်အောင်းဆုံးပြောတယ်ဒီချင်းတွေကဖွဲလို့ခေါ်ဖွဲဆိုတာဖွဲမှုအဲ့ဒီပဲအားလုံးတော့စိတ်မကြပါဘူးတို့လူစားHello, you swear, no?
စားနေပါလေ